ဒီဇလန်ရဲ့အဓိကဇက်ကောင်ကတော့လီယိုလို့ခေါ်တဲ့ចောင်းသားလေးတစ်ယောက်အကြောင်းပါပဲသူ့ရဲ့အခြေအနေကိုကြည့်ရင်နဲ့ကျွန်တော်တို့အတွက်ဘယ်လိုသင်ခန်းစာတွေရနိုင်မလဲဆိုတာကြည့်လိုက်ကြရအောင်အပင်ပန်းကြည့်ရင်တော့လီယိုကအားဆုံးလို့ပါပဲမျောလင်းချက်တွေတော့ရှိတယ်ဒါပဲပင်ပန်းနေတဲ့ပုံပဲသူ့စိတ်ထဲမှာတော့တကယ်တမ်းလမ်းပြောင်းနေပြီးစိုးရင်စိတ်တွေနဲ့ပြီးနေတာပြဿနာကအဲ့ဒီမှာစတာပဲ social media ကိုဖွင့်လိုက်ရင်တွေ့ရတဲ့လူတိုင်းရဲ့ပြည်စုံနေတဲ့ဘဝပုံစံတွေအဲ့ဒါနဲ့လီယိုရဲ့လက်တွေ့ဘဝကိုရှင်းလက်တဲ့အခါသူ့အတွက်ဝန်ထုဝန်ပိုးကပိုကြည့်လာတာပေါ့အဲ့လိုနိုင်ရှင်မီလေးစိတ်သက်ကြလေးပဲစာမေးပွဲတစ်ခုမှကြောက်သွားပြီးတဲ့နောက်မှာတော့လီယိုဟာစိတ်သက်အကြဆုံးအခြေအနေကိုရောက်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲသူ့ဘဝကိုတစ်စစ်ချို့ပြောင်းလဲသွားစေမယ့်တွေ့ဆုံမှုတစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲပညာရှိအဘူအိုဒီယာကလီယိုနာကိုရောက်လာပြီးဒီလိုစကားတခွန်းပြောလိုက်တယ်ဒီစကားကလည်းလီယိုရဲ့အရေးတွေကခန်းစားချက်ကိုတန်းပြီးထိသွားစေခဲ့တဲ့စကားတခွန်းပါပဲကဲဒီတော့ဒီဇလန်ရဲ့အဓိကအနှစ်တရားကိုရောက်လာပါပြီပညာရှိအဖိုးမြောက်ဝေခဲ့တဲ့သင်ခန်းစာ6ခုထဲကပထမဆုံး3ခုကိုအရင်ကြည့်လိုက်ကြရအောင်ဒါတွေကသူ့ကြံငင်ကိုစပြီးပြောင်းလဲပေးခဲ့တဲ့အချက်တွေပေါ့ခရမဆုံးတစ်ခုကတော့ပစ္စုပန်မှာပဲအာယုံဆိုင်နေထိုင်ဖို့တဲ့ပြီးသွားတာတွေရောမရောက်သေးတာတွေရောခေါင်းထဲထည့်ပြီးစိုးရင်မနေပဲအခုလက်ရှိလုံနိုင်တာကိုပဲအာယုံဆိုင်ဖို့ပေါ့ဒုတိယတစ်ခုကကြတော့ကိုမှရှိနေစိုးရင်စိတ်တို့ကြောက်စိတ်တို့အတင်းတိုက်ထုံးမဲ့အစအဲ့ဒီစိတ်တွေကိုခံစားကြည့်နားတယ်ပေးပြီးလက်ခံလိုက်ဖို့တဲ့နောက်တတိယချက်ကတော့ဘဝရဲ့ရည်ရွယ်ချက်နဲ့အဓိပ္ပာယ်ကိုရှာဖွေဖို့ပါပဲအဲ့ဒီတတိယသင်ခန်းစာနဲ့ပတ်သက်ပြီးလီယိုဟာသူ့ရဲ့စူးစမ်းမှုတွေအတွက်အဓိပ္ပာယ်အသစ်ကိုရှာတွေ့သွားတယ်သူ့ရဲ့ရည်ရွယ်ချက်ကစာမေးပွဲအောင်ဖို့တခုတည်းမဟုတ်တော့ဘူးသူ့ကိုအမြဲတမ်းအားပေးနေတဲ့သူမိသားစုအတွက်ဖြစ်လာခဲ့တဲ့သူ့အဖေသူ့အမေသူ့ညီမတွေဒါတွေအားလုံးကသူ့အတွက်ခွန်အားအသစ်တွေဖြစ်လာခဲ့တာပေါ့ဟုတ်ပြီဒါဆိုနောက်တစ်စိတ်အနေနဲ့ပညာရှိအဖိုးရဲ့အဒုတိယတစ်ဝက်အကြံဉာဏ်ဒီပို့ပြီးတော့လက်တွေ့ကြတဲ့သင်ခန်းစာတွေကိုဆက်ကြည့်လိုက်ကြအောင်နောက်ဆုံးသင်ခန်းစာ3ခုကတော့နေ့စဉ်ဘဝမှာတကယ်လုပ်ရမယ့်အလေးအကျင့်တွေနဲ့လူမှုဆက်ဆံရေးတွေအကြောင်းကိုအဓိကထားတယ်ပထမတစ်ခုကနေ့တိုင်းလေ့ကျင့်ခန်းလုပ်ဖို့ပြီးတော့ social media သုံးတာကိုကန့်သက်ဖို့နောက်ဆုံးတစ်ခုကတော့တကယ်ခိုင်မာတဲ့လူမှုဆက်ဆံရေးတွေမှာအချိန်ပေးဖို့အဲ့ဒါတွေပါပဲအဲ့ဒီမှာပัญจမမြောက်သင်ခန်းစာကိုသူချက်ချင်းလိုက်လို့ကြည့်တယ် social media app တချို့ကိုဖျက်ချလိုက်တဲ့အခါလီယိုလိုက်တဲ့အကျိုးဆက်ကတကယ်ကိုအားကောင်းပါတယ်သူ့စိတ်ထဲမှာလည်းအချိန်အတော်ကြာမခံစားတဲ့ရဘူးရဲ့တင်းငယ်အေးချမ်းမှုမျိုးကိုပထမဆုံးအချိန်ဖြစ်ပြန်ခံစားလိုက်ရတယ်ဒီသင်ခန်းစာတွေကိုစပြီးလက်တွေ့ကျင့်သုံးလိုက်တဲ့နောက်မှာလီယိုရဲ့ဘဝမှာဘယ်လိုကောင်းတဲ့ပြောင်းလဲတဲ့ချက်ချင်းဖြစ်လာတယ်လဲဆိုတာကိုစက်ကြည့်လိုက်ကြရအောင်လီယိုကသူ့အဖေကိုဖုန်းဆက်လိုက်တဲ့အခါမှာသူ့အဖေစီကနေဒီလိုအားဖြင့်စကားလေးချလိုက်ရတယ်ဒါကတကယ်ခိုင်မာတဲ့ဆက်ဆံရေးတွေကဘယ်လောက်တောင်အရေးပါလဲဆိုတာနဲ့ဘဝမှာအရာရာပြည့်စုံနေဖို့ထက်ဇွဲရှိနဲ့ရှေ့ဆက်သွားဖို့ကပိုအရေးကြီးတဲ့ဆိုတာကိုမိမောင်းထုတ်ပြနေတာပါပဲလီယိုရဲ့နေထိုင်ပုံတွေမှာလည်းပြောင်းလဲမှုတွေကတိတိတတာပဲသူကသင်ခန်းစာတွေကိုလက်တွေ့ဘဝမှာအသုံးချပြီးတော့ဘဝကိုဟန်ချက်ညီနေတက်လာတယ်စာလုပ်တဲ့အခါအာယုံစိုက်ပြီးလုပ်တယ်ကြာရှုံးတာမျိုးရှိပေမဲ့အရှုံးမပေးတော့ဘူးအလုပ်လုပ်ချိန်နဲ့အနားယူချိန်ကိုလည်းကောင်းကောင်းခွဲတတ်လာပြီးသူငယ်ချင်းတွေနဲ့လည်းအရင်လိုပဲဖျော်ဖျော်ရွှင်ရွှင်ပြနေလိုက်ခဲ့ပြီကဲဇလန်းရဲ့နေကုန်းပိုင်းကိုရောက်လာပါပြီရည်ရွယ်ချက်ရှိနဲ့ဖြတ်တန်းခဲ့တဲ့ဆယ်စုနှစ်တစ်ခုပေါ့လီယိုရဲ့အပြောင်းလဲကနေရေရှည်မှာဘလို့ရလက်ကောင်းတွေထပေါ်လာခဲ့တယ်လဲဆိုတာကြည့်လိုက်ကြအောင်အချိန်ဒီအများကြီးကုန်လွန်သွားခဲ့တယ်စနစ်တိကြာသွားပြီးတဲ့နောက်မှာသူ့ရဲ့အပြောင်းလဲတွေကဘလောက်အထိအသားရှိအကျိုးထက်ရောက်မှုရှိခဲ့တယ်လဲဆိုတာကတော့တကယ်စိတ်ဝင်စားစရာပါပဲလီယိုရဲ့နောက်ဆုံးရလက်ကတော့တကယ်ကိုအံ့ဩစရာကောင်းပါတယ်သူအားကိုယ်ပိုင်ပျော်ရွှင်မှုကိုရှာတွေ့ရုံတင်မကပဲတခြားသူတွေကိုကူညီပေးခြင်းကနေတဆင့်ဘဝရဲ့ပိုပြီးနဲ့ရှိုင်းတဲ့ရည်ရွယ်ချက်ကိုရှာတွေ့ခဲ့တယ်။တချိန်ကမောပန်းရွယ်နဲ့နေခဲ့တဲ့ကြောင်သားလေးဘဝကနေအခုတော့လူတွေကိုမျှော်လင့်ချက်တွေပေးနိုင်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့တာပေါ့။ဆိုတော့သူ့ရဲ့ခီးစဉ်တစ်ခုလုံးကိုပြန်ခြုံကြည့်လိုက်ရင်ဒီအတွင်းပြောင်းလဲမှုကတကယ်ကိုပြီးပြည့်စုံခဲ့တယ်လို့ပြောရမှာပါ။ဟိုရင်ကဟာတာတာနဲ့လမ်းပြောင်းနေခဲ့တဲ့ကြောင်သားလေးကနေအခုအချိန်မှာလူထောင်ပေါင်းများစွာကိုကူညီနေတဲ့ရည်ရွယ်ချက်ခိုင်မာတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့ပါပြီလီယိုရဲ့ဇလန်ကတော့သူ့ရဲ့ရည်ရွယ်ချက်ကိုရှာတွေးခြင်းနဲ့အတူဒီမှာပဲအဆုံးသတ်သွားပါပြီဒီဇလန်လေးတွေနဲ့သင်ခန်းစာယူပြီးကိုယ့်ဘဝရဲ့ဇလန်အသစ်တစ်ခုကိုရောဘလို့ချီလန်တစ်တစ်လေးနဲ့စတင်ချိကြမှာလဲဆိုတာကတော့စဉ်းစားစရာတစ်ခုပါပဲ